တွေ့တယ်မှာတော့ပြေးကလေးလာခဲ့တာပြန်လာမဲ့သူပြောခဲ့တဲ့အိမ်မလို့နှွေဦးတဲ့ကွယ်ရဝချီမြေဒုက္ခနေမိမစနေခဲ့တယ်လို့ပဲဘဝသမားလေးမူနာလဲပါတို့ရတာနေဖို့အတွက်ပါနေမမေးမရငါနေကိုလွန်နာခါလိုက်ပါနဲ့တွေ့တယ်မှာတော့ပြေးကလေးလာခဲ့တာပြန်လာမဲ့သူပြောခဲ့တဲ့အိမ်မလို့နှွေဦးတဲ့ကွယ်ရဝချီမြေဒုက္ခနေမိမစနေခဲ့တယ်လို့ပဲဘဝသမားလေးမူနာလဲပါတို့ရတာနေဖို့အတွက်ပါနေမမေးမရငါနေကိုလွန်နာမြင်မြင်သမျှရာလုံးကနေပေါင်းရိပ်တွေတော်ရဲ့တဘာဝလာတရားများရဲ့ရိုးသားကုန်နဲ့ဒီဆောက်ထားတဲ့နှလုံးသားရဲ့နဲ့ဆိုင်ဆုံးနေရာပြန်လာခဲ့မှာမင်းလေးရှိတဲ့ကြည်လက်ကညာခါလိုက်ပါနဲ့တွေ့တယ်မှာတော့ပြေးကလေးလာခဲ့တာပြန်လာမဲ့သူပြောခဲ့တဲ့အိမ်မလို့နှွေဦးတဲ့ကွယ်ရဝချီမြေဒုက္ခနေမိမစနေခဲ့တယ်လို့ပဲ